Honor Sensing မှာပါဝင်တဲ့ Collision Mitigation Braking System CMBS နဲ့ဒီသင်ကိုဂျုံကြီးမှုပြည့်နဲ့မောင်းနေတဲ့ကိုကူညီပေးမယ်ဂျင်မောင်းအထောက်အကူပြုစနစ်ဖြစ်ပါတယ် CMBS နဲ့မှာမရှောင်လွှဲနိုင်သော GN နဲ့ဖြစ်နေတဲ့အခြေအနေများကိုအာရုံခံပြီးတဲ့အခါ brake ကိုအလိုအလျောက်အသုံးပြုပေးမှာဖြစ်ပါတယ်CMBS နဲ့ဒီလေကာမန်ရှိပေါက်ဝိုင်ပြကင်မရာနဲ့ကားစီတန်းရှိရေဒါစင်ဆာများကိုအသုံးပြုပြီးမိမိရှိမှရေကြောအခြေအနေကိုအာရုံခံပြီးဂျင်းအမြန်သော3မိုင်ပါအော်မှာစတင်၍လှုပ်လှုပ်မှာဖြစ်ပါတယ်ဒီနေ့ရင်62မိုင်ပါအော်နဲ့အောက်အမြန်ဆုံးဖြစ်သွားတဲ့နေတွင်ဂျင်းအရှိရှိ3မိုင်ပါအော်နဲ့အထက်အမြန်ဆုံးဖြစ်သွားတဲ့နေသောခြင်းများလမ်းသွားလမ်းလာများစပိတ်များကဲ့သို့အခြားရင်များနဲ့ဂျင်းနဲ့ဖြစ်နေတဲ့အခြေအနေများသို့မဟုတ်လမ်းဆောင်တွင်မိမိရင်80မိုင်ပါအော်နဲ့အောက်အမြန်ဆုံးဖြင့်ဘယ်ဘက်ကိုချိုးခွင့်နေခြင်းတွင်ရှိမှလာသည့်ခြင်းနှင့်ဂျင်းရနေဖြစ်နေတဲ့အခြေအနေများတွင် CMBS နဲ့မှအလိုလျောက် brake အသုံးပြုပေးမှာဖြစ်ပါတယ်။ဂျင်းကိုလုံးဝရပ်တန့်ထားခြင်းသို့မဟုတ်ဂျင်းရနေမဖြစ်နိုင်တဲ့အခြေအနေများသို့မဟုတ်ဂျင်းမောင်းမှာ steering, brake နဲ့ lever တို့ကိုကိုယ်တိုင်ထိန်းချုပ်မောင်းနေပြီးဂျင်းရနေဖြောင်းထားနိုင်တဲ့အခြေအနေများတွင် CMBS နဲ့ရပ်တန့်နိုင်မှာဖြစ်ပါတယ်။ဂျင်းရနေဖြစ်နိုင်တဲ့အခြေအနေတွေကိုပြပြရှိပါက CMBS နဲ့မှ braking warning sign နဲ့အတူအချက်ပေးတံထွက်ပေါ်လာမှာဖြစ်ပါတယ်။ဂျင်းရနေဖြစ်နိုင်တဲ့အခြေအနေမရှိတော့ပါကအချက်ပေးတံပြန်လည်ရပ်တန့်သွားမှာဖြစ်ပါတယ်။ CMBS နဲ့အချက်ပေးခြင်းကိုလိုအပ်တယ်လို့ချိန်ကြီးခံနိုင်မှာဖြစ်ပြီးကိုယ်တိုင်စိတ်ကြိုက်ချိန်ကြီးနိုင်ရန်ပထမဆုံးဂျင်းကိုတေချာပါရက်၍ဆက်နိုးထားရမှာဖြစ်ပါတယ်။ Steering ညာဘက်ခြမ်းရှိ flutter wheel ကိုလှည့်ပြီး gear icon ပုံစံစက်တင်နဲ့လို့ဝင်ပါ။ခုနောက် flutter wheel ကိုလှည့်၍ driver assist system setup ကိုပြပါ။ပြီးရင် forward collision warning distance နဲ့လို့ဝင်၍ long normal short ထဲမှာမိမိချက်ထားတဲ့ဒီကွာဝေးကိုစိတ်ကြိုက်ရွေးချယ်လိုက်အောင်ဖြစ်ပါတယ်။အကယ်၍ CMBS နဲ့ကိုပိတ်ထားခြင်းနဲ့ဆိုရင်တော့ flutter wheel ကိုလှည့်ပြီး safety support ကိုနှိပ်ပါခုနောက် CMBS သင်္ကေတလို့ရွှေ့၍ကလုတ်ကိုနှိပ်လိုက်ပါကအမှန်ရှိလေးပြောက်သွားပြီးအစိမ်းအောင် CMBS သင်္ကေတလေးဂီဂူရောင်လို့ပြောင်းသွားပြီဆိုရင်တော့ CMBS နှစ်ကိုပိတ်ထားလိုက်ပြီဖြစ်ပြီး CMBS နှစ်ကိုပြန်မဖွင့်မချင်းသို့မဟုတ် engine ကို restart လုပ်မချင်း CMBS နှစ်ကိုပိတ်ထားစေမှာပဲဖြစ်ပါတယ်